သူတို့လမ်းတော်ကိုလိုက်လာကြပြီပြေးမှသူတို့ပါမလားသူတို့အဖမ်းကိုတော့မခံဘူးပြေးမယ်တို့ကိုပြေးမယ်ဟဲ့ကောင်ပြေးလေပြန်လာလေမင်းငါတို့လည်းပြေးလို့ဘူးကွာဟဲ့တော်မလုပ်ပြလေလိုက်အရှိအမေကြီးကိုပြေးပါအတော့ပြေးပါအေးမှာထိုးပေါ်ရတို့ကောင်မှတန်းရတယ်အသေးမိုးတွေရွာလေတွေတိုက်နေအလဲရခက်နေတယ်ကွာဒီကောင်ကိုမျက်စိပြတ်သွားပြီဟုတ်တယ်ဒါပေမဲ့ဒီကောင်ဒီတောင်နှမ်းပေါ်ကမကျော်နိုင်ဘူးပါဘူးကွာလိုက်ကွာလိုက်တက်လိုက်ငါဘယ်နေရာရောက်နေပြီလဲဘာမှမလုပ်မိတော့ဘူးလမ်းလည်းပြောက်နေပြီဘာပဲဖြစ်ဖြစ်သူတို့အဖမ်းကိုတော့ကြမ်းမခံဘူးဒီတစ်ခါသူတို့မိသွားရင်ဟုတ်တပ်ပြကြလိမ့်မယ်ဒီတောင်ကကြော်သွားရင်ရွာတော့တွေ့မှာပဲလိုက်တာငါတပူလုံးလည်းရည်တွေစိုးလို့ဟိုမှာတောင်ဘူးမှာဒီတခုပါလားအဲ့ဒီတေဟုမှာအယုတ်တော့ပုံမယ်ယောအင်ဂျင်တို့ဟေးအပြင်ကဘယ်သူလဲဟေးမိုးတဲ့လေကြံကြီးချိန်တော့ကွာဘာကိစ္စလဲတကားမြန်ဖွင့်ပေးပါဗျာကျွန်တော်ဒုက္ခတွေပါအေးဒါပြေမောင်ကြီးတကူလုံးကစူရွှဲနေပါလားဘယ်လိုဖြစ်တာလဲဟာတော့မှလည်းတွေးနေပါလားဟုတ်ကဲ့ပါအဖသူတို့ကျွန်တော်ကိုနှိမ့်ဆက်ကြတယ်ပြီးတော့ကျွန်တော်ကိုလိုက်တတ်ကြတယ်ကျွန်တော်ဆက်ပြေးလာခဲ့ရတာပါကျွန်တော်ဒုက္ခတွေပါကျွန်တော်ကိုခဲ့ပါကဲလာအထဲကိုမင်းဝင်ကြောကြဖျားနေဦးမယ်ရောဟောဒီအဝတ်စားတွေလဲပြီးတော့ဒီမီးကိုဘေးနားမှာမီးလိုရင်းနဲ့ရင်မွေးချမ်းတော့ဟုတ်ကဲ့ပါကျွန်တော်သိချမ်းနေပါအေးဟောဒီရေတွေဆိုပြီးတော့အေးမိတာမှမဖြတ်ရင်ကံကောင်းတာပေါ့ကွာကဲအဘဆန်နေတဲ့မိလေးခင်တောင်တန်းကလေချံကုန်းဒီတဲကိုရောက်လာရင်ဘာမှမစိုးရိမ်နဲ့နော်ကြားလားကြောက်စရာလည်းမလိုတော့ဘူးအေးဒါနဲ့မင်းနာမည်ဘယ်သူလဲကွာမင်းကိုလိုက်ပြီးတော့ရန်ရှာတာကကောဘယ်သူတွေလဲဗျာသူတို့ကျွန်တော်ကြောက်တယ်မပြောရသေးနဲ့မသိချင်မှလည်းပါရင်ကျွန်တော်နာမည်အေးမောင်ချိုင်အဘဟုတ်ပါတယ်ဗျာကဲမောင်ချိုင်မင်းကဘေးကလဲကွာဗျာကျွန်တော်ကောင်းမှုတယ်မူးတယ်ဗျာမောင်ချိုင်ကောင်းပါလေတန်ရနဲ့ကဲအိမ်ရတယ်မှာခဏမေးလိုက်အဖတ်စာစီးတိုက်ပါမယ်ကွာအိပ်ပြောအောင်သာအိပ်လိုက်နော်
နေတာကူအမလီလီအဖဆန်ရောဧည့်သည်ပါအိမ်နေလိုက်ကြတာငါလာတာမှသူတို့မသိကြဘူးဧည့်သည်ရောက်နေတာနဲ့ငါတော့နေစရာမရှိတော့ဘူးသူ့ကောင်းမှလေးတန်ရနေပါလားဖျားဘာများဖြစ်လာပါလဲငါအနာကိုသွားပြီးကြည့်အောင်မမင်းကလေးတယောက်ပါလားသူဘယ်သူလဲငါအိမ်မဲနေသလားငါအကောင်းကြီးမူလက်တာဒီကနာမည်ကလေမိလေးခင်မအကူရဲ့ဟာဒီမိလေးခင်တောင်းနှန်းရဲ့လီထန်ကုန်းကအဘဆန်တေးဟာမိလေးခင်နေရာဒီပေါ့အကူကဘာကိစ္စနဲ့ရောက်လာတာလဲပြောစမ်းမသိဘူးငါမသိဘူးမင်းဘယ်သူလဲကေးပါလေညီမကောင်းရင်လဲမိလေးခင်မမီးတော့ပါဘူးမိလေးခင်နောက်မှလာမယ်နော်မိလေးခင်သွားပါမယ်ရှင်သွားလိုက်ပါဦးမယ်ရှင်မိလေးခင်တောင်းတန်းဆိုပါလားသူဘယ်ရောက်သွားမလဲငါခေါင်းလေးမူလိုက်တာမုံချဲနေကောင်းသွားပြီလားကွယ်ဟုတ်ကဲ့ပါကျွန်တော်တက်တာသွားပါပြီအေးဒါပေမဲ့ခေါင်းကတော့နည်းနည်းမူးသေးတယ်ဗျအေးကွယ်အားရှိလာလို့အနာသက်တာကျမ်းပါလားပေါ့ဟုတ်ကဲ့လာဒီလိုချင်လေးတောက်ရအောင်ကွအခုချိန်မှာတော့မင်းအပဆန်တို့တဲမှာပဲအနာယူအောင်ပေါ့ကွယ်ဟုတ်ကဲ့ပါအပဆန်နေတဲ့ကုန်းကလေသိပ်တိုက်တာပဲနော်ဒါကြောင့်ဒီကုန်းကလေအမြဲထန်လို့လေထန်ကုန်းလို့ခေါ်တာပေါ့ကွယ်ဟောဒါနဲ့ဘာဆန်အေးညကအိမ်မက်တယ်လို့နဲ့ထူးထူးဆန်းဆန်းမင်းကလေးတယောက်ကိုတွေ့ရတယ်ဗျအဲ့ဒါသူ့ကိုကျွန်တော်ဇဝေဇဝါဖြစ်နေတယ်ဗျမိလေးခင်နဲ့မင်းတွေ့ပြီးကြမှာကိုဗျာဟုတ်တယ်ဗျသူ့နာမည်ကမိလေးခင်နဲ့ပြီးတော့သူကပြောသွားသေးတယ်အေးဟောဒီမိလေးခင်တောင်တန်းရဲ့အဘဆန်နေတဲ့လီထန်ကုန်းရဲ့ဟာတဲ့သူနေတဲ့နေရာတွေတဲ့သူဘယ်သူလဲအဘဆန်အေးမိလေးခင်ပြောသွားတာဒီအားလုံးဟာအမှန်ကြီးပဲကွယ်တစ်ချိန်ကမိလေးခင်ဆိုတာကတော့မရှိတော့ပါဘူးကွယ်ဟာဒါဖြင့်ညကကျွန်တော်တွေ့တဲ့မိန်းကလေးဟာလူမဟုတ်ဘူးပေါ့မုံချမ်းအေးတွေ့ကြတဲ့မိလေးခင်ကလူအစ်စ်ပါကွယ်ဗျာကျွန်တော်တော့နားမလည်နိုင်တော့ဘူးပါတစ်ချိန်ကမိလေးခင်ဆိုတာမရှိဘူးဆိုပြီးတော့ကျွန်တော်နဲ့တွေ့တဲ့မိလေးခင်ကလူသားအစ်စ်ဆိုတော့ကျွန်တော်ဘယ်လိုနားလဲရမလဲဗျမိလေးခင်ဟိုတစ်ချိန်ကဒီတောင်တန်းကြီးပေါ်မှာချစ်သူစင်္ကာခံခဲ့ရလို့သစ္စာပြုကျင်းစားတက်ခဲ့ပြီးသေပွဲဝင်ခဲ့ရှာတဲ့မိလေးခင်ဘဝသနာစရာကောင်းတယ်လို့ဘယ်နေရာစီကမှမသိမိလေးခင်တောင်တန်းနဲ့အပနေတဲ့လေထံကုန်းကိုရောက်လာတဲ့သနာစရာစိတ်တစ္ဆဝေဒနာရှင်မလေးမိလေးခင်ဘဝဟာလေ
စိတ်မကောင်းเสียပါပဲကွယ် ဘယ်လိုအဘဆန်ကျွန်တော်စိတ်ဝင်စားလာပြီပါတချင်းကမီလေးခင်ဆိုတာရဲ့မီလေးခင်တောင်တန်းရဲ့ဟိုအဘနေတဲ့လီထန်ကုန်းရဲ့ပြီးတော့ဟိုစိတ်တစဝေဒနာရှင်မလေးမီလေးခင်ဒီအကြောင်းတွေကျွန်တော်ကိုပြောပြပါဦးပါဆန်မင်းကိုအဘဆန်ပြောပြပါမယ်ကွယ်တချင်းကဟောဒီတောင်တန်းကြီးဟာမိလေးခင်တောင်တန်းလို့အမည်မတွင်သေးခဲ့ကလေးအဘနေတဲ့ဒီကုန်းဟာလေအခုလိုလေးအမြဲမထမ်းခဲ့ဘူးကွဒါပေမဲ့အကြောင်းရင်းအစကမိလေးခင်ဆိုတဲ့ကြီးတော်သူမလေးနဲ့သူ့မိသားစုဟာဒီတောင်တန်းနဲ့ဒီကုန်းသားတဝိုက်မှာနေရာကိုင်းကျွန်းလုတ်ကိုင်းစားတော့ခဲ့ဘူးကြတယ်မိလေးခင်ကတောသူမလေးဆိုပေမဲ့မြို့သူတွေငေးရတဲ့အလှပကလေးလေးမှုနုနယ်ပြိုမြင့်ချစ်စရာအရွယ်လှသေးကျွယ်သူလေးတယောက်ပေါ့ဟုတ်ကဲ့တစ်ချိန်မှာသူ့ဝနဘုံမင်းရဲ့လက်အောက်ခံမြို့စားကြီးရဲ့သားတော်လေးဟာတော်ကစားထွက်ရင်းနဲ့ဒီနေရာကိုရောက်ခဲ့တော့မိလေးခင်နဲ့တွေ့လို့ချစ်ခင်ဆုံးမဲ့ပေါင်းဖက်ခဲ့ကြဘူးလားပေါ့ဒါပေမဲ့မင်းသားငယ်ဟာတောအရာမှာကြာရှည်မနေနိုင်ပဲမိလေးခင်ကိုနှစ်သိမ့်လို့ညလက်ဆိုတဲ့အနှင်းပြီးမကြခင်ပြန်ခေါ်ပါမယ်လို့ခရီးပေးလို့မြို့တော်ကိုပြန်ခဲ့နော်မြို့တော်ရောက်တယ်ဆိုရင်ပဲအเจ้าကမအေးလို့စစ်မဲ့ရေးကြောင့်မင်းသားငယ်စစ်ထွက်ချိန်မှာမိလေးခင်မြို့ကိုလိုက်လာတဲ့အချိန်နဲ့ကြုံလို့ဖခင်မြို့သားကြီးရဲ့အာဏာရှင်ရောက်သူ့သားနဲ့လာမြမတန်းတော့ကိုပြန်နှင်လွတ်လိုက်တော့မိလေးခင်ခင်များမင်းသားငယ်ချစ်သူအပေါ်အတင်လွဲစိတ်နာပြီးဟောဒီတောင်နှန်းကြီးပေါ်မှာဘိတ်ကူလုံလို့တရားအလုပ်ကိုလုပ်နေရှာတယ်စစ်ထွက်ရာကပြန်လာတဲ့မင်းသားငယ်ဟာအကြောင်းစုံသိလို့မိလေးခင်စီပြေးလာခဲ့သားမိုက်ကိုဒေါသကြီးလို့ပြန်မလိုက်ကတတ်စီဆိုတဲ့အမိန်မျိုးနဲ့မြို့သားကြီးရဲ့တစ်ချက်လို့အာနာကြောင့်တရားရှင်မိလေးခင်စီမင်းသားငယ်အရောက်မှာနောက်ကပါလာတဲ့အာနာပကွက်သားတွေရဲ့လက်ချက်နဲ့မင်းသားငယ်အသက်ဆုံးနေရရှာတယ်ကွစိတ်နာနေတဲ့မိလေးခင်သစ္စာပြုလို့ချစ်သူနဲ့ချစ်ခဲ့ရဘူးတဲ့ဒီကုန်းဟာလေးထန်စီဟဲ့လို့ကျိန်စာတက်ခဲ့တာကြောင့်လေးထန်ကုန်းရဲ့အမိတွင်ပြီးတရားရှင်မာလေးမိလေးခင်တောင်ပြိုလို့အသက်ဆုံးတဲ့ဒီတောင်နှန်းဟာမိလေးခင်တောင်နှန်းလို့အမိတွင်နေတာပေါ့ဟုတ်ကဲ့အဲ့ဒီတောင်နှန်းမှာရှိနေကြတဲ့ကျင်းငယ်ကလေးတွေကလည်းမိလေးခင်နဲ့အောနေတဲ့တောင်ကြားနေရတာပေါ့ကွယ်ဟုတ်တယ်နော်ပါဆန်ဒါကြောင့်မိလေးခင်တောင်တန်းလို့နာမည်ကြီးနေတာကိုဟုတ်တာပေါ့တရားဘာဝနာရှာသူနဲ့သူတော်ကောင်းတို့ကိန်းအောင်ရဌာနကြီးဖြစ်နေတယ်လို့ဟိုအဘနေတဲ့ခုံးကလည်းလေအမြဲထန်လို့လေထန်ကုန်းလို့ခေါ်နေကြတာပဲနော်ဟုတ်တယ်ဟဲ့ငါဒီဟုတ်တယ်မိလေးခင်ဘဝဟာသနာစရာပဲနော်ဗျအတားပေါ့ကွယ်ဒါနဲ့စိတ်တစဝေဒနာရှင်မလေးမိလေးခင်ဆိုတာကကောပါအဘဆန်တို့စီရောက်လာတဲ့စိတ်တစဝေဒနာတွေမှာလေးမိလေးခင်ရဲ့ဘဝကိုတော့အခုချိန်ဒီအဘဆန်မသိရသေးဘူးကွယ်ဒါပေမဲ့သူ့ကိုတနာလို့အဘဆန်ကလည်းအစအရာရာစောင့်ရှောက်ထားကြရတာပေါ့ကွယ်ဒါပေမဲ့သူ့ကိုသူဒီတောင်တန်းအရှင်မိလေးခင်လို့ပြောနေတာတော့စိတ်ဝင်စားကြပဲဗျရဲ့အဘဆန်လည်းဒါကိုပဲစဉ်းစားနေတာပဲကွယ်ဟိုတုန်းကမိလေးခင်လို့သူ့ကိုသူပြောနေတာကတော့ထူးဆန်းတယ်ဟာဒါပေါ့ဗျဆန်စိတ်တစသမားတို့ရဲ့အတိအသိနဲ့ခံစားနေရတဲ့ဝေဒနာမျိုးပေါ့ဒါပေမဲ့အခုဘယ်ရောက်နေတယ်လဲဟင်ဗျခွယ်မိလေးခင်ဟာမိလေးခင်တောင်တန်းမှာပဲပျော်နေတယ်လို့အပနေတဲ့လေထန်ကုန်းကိုလည်းသူအမြဲလာပါတယ်မင်းနဲ့သူမကြခင်တွေ့ရအောင်မှာပေါ့ကွယ်ဟုတ်ကဲ့ဗျကျွန်တော်သူ့ကိုတွေ့ကြပါသေးတယ်ဗျာဒီတောင်တန်းမှာအသက်စတေးခံခဲ့ရတဲ့ချစ်သူတွေ့မိလေးခင်ဘဝဘယ်လောက်ချင်နာစရာကောင်းသလဲ
ဟုတ်တော့ဟုတ်တာပေါ့မိလေးခင်ရဲ့ဒါပေမဲ့သူတို့တွေကိုရုံးကအဖြစ်ရတွေ့ပဲမို့လား ကိုရုံးကဖြစ်ရတယ်ဆိုပေမဲ့ကြီးရမိလေးခင်အခုထိခံစားနေရတယ်လေပြီးတော့အကူကဘာတူလဲအကူနာမည်ရော ဟောဟမ်ဟိုအခုနာမည်ကအဘခေါ်တယ်လို့ပဲချမ်းအေးလို့ခေါ်ပေါ့ဟိုအခုဘယ်ကလာတယ်လဲဆိုတာမသိကျင်စမ်းမှနဲ့မိလေးခင်ဟာမိုးရဲလေးတဲ့မိလေးခင်တောင်တန်းရဲ့လေထံကုန်းကိုရောက်လာတဲ့ချမ်းအေးဟင်မိုးရရွာလာပြီမိုးချင်းနေနေမိုးတို့ပြည့်တယ်နေကျုပ်ဒီကိုကျုပ်ဒီမိလေးခင်ကျုပ်ဒီမိလေးခင်ခကြသမားကိုရဲ့မိလေးခင်ခကြသမားမကြောက်ပါနဲ့မိလေးခင်ဟိုအခုဖက်ထားပါမယ်အိုးသူပါတော့ကိုရဲ့မိလေးခင်မကြောက်တော့ပါဘူးဘူးတယ်နေလေတိတ်ကုန်ပြီလေမိလေးခင်မင်းကိုအခုဘယ်လိုနားလဲရမလဲကွာကြည့်ပါကိုရဲ့မိလေးခင်သွားတော့မယ်နော်ကိုမိုးရီရွာလို့မိုးချင်းနဲ့နေကြမှာကိုစီကိုလောင်းမယ်နော်ကိုသွားတော့မယ်နော်ကိုသွားတော့မယ်မိလေးခင်အော်မိလေးခင်ရဲ့ဒီတောင်းတန်းကငှက်ကလေးတွေတောင်းမိလေးခင်ကိုချစ်တတ်လို့မိလေးခင်လို့ခေါ်တတ်ကြသေးရဲ့အခုလိုနှလုံးသားရှိတဲ့လူသားတယောက်အနေနဲ့စိတ်တသဝေဒနာရှင်မလေးမိလေးခင်ပေါ်ဘယ်ပြည့်နိုင်မှမလဲကွယ်တန်းတန်းကက်ထန်တဲ့တောတောင်ခရီးထဲမှာအထီးကျန်ပြေးသွားနေရတဲ့မိလေးခင်ဘဝအခုတနာလှတယ်မင်းဘယ်မှာလဲမိလေးခင်ဟင်တောင်ပေါ်ဖျားတဆူပါလားသူမိလေးခင်ဟင်မိလေးခင်ဟင်မိလေးခင်ငိုးနေတယ်ဟုတ်လားဟုတ်တယ်ကိုမိလေးခင်ဘာကြောင့်ငိုမိမှမသိဘူးဟောဒီပြာမှာမိလေးခင်သစ္စာပြုခဲ့ဘူးသလိုခုလေစစ်သူနဲ့နေရပါစီလို့မိလေးခင်သစ္စာဆိုခြင်းနဲ့ကိုကြီးမိလေးခင်မှာချစ်သူရှိလို့လားဟင်ရှိတယ်လေကိုရဲ့ဒီတောင်တန်းပေါ်မှာရှိတဲ့မိလေးခင်စီကိုလိုက်လာတဲ့လူဟာမိလေးခင်ရဲ့ချစ်သူပေါ့လို့ဟုတ်ဘူးလားယင်ဟုတ်ဘယ်သူလဲယင်ဟုတ်ဘယ်တော့ကလိုက်လာတာလဲပြောရမအောင်ဟိုသူဘယ်သူလဲယင်ကိုကလေလီထန်ကုန်းမှာဆုံနေကြလို့ဒီတောင်တန်းကဒီဖျားမှာတွေ့နေပြီပဲမိလေးခင်ကဘယ်သူလို့ပြောအောင်မလဲလို့ဟုတ်ပြီဟိုမိလေးခင်အနားမှာထိုင်းနေတဲ့သူဟာမိလေးခင်ချစ်သူပေါ့နော်ကြာပြီမေကိုရဲ့မိလေးခင်တို့ခွေးကြအောင်မဟုတ်မိလေးခင်ရဲ့နမိတ်မရှိတဲ့စကားတွေမပြောပါနဲ့ဘယ်ဘဝရောက်မခွဲပြရစီနဲ့လို့ဟောဒီဖះမှာကိုတစ္ဆာပြုပါမယ်တကယ်ပြောရလားကိုနောက်တော့လေမိလေးခင်ကိုတရားချေခွေးမထားခင်နေနော်ကိုနော်လို့သိချပါမိလေးခင်ရဲ့မုံချိုင်းနဲ့မိလေးခင်
ဘာစံမင်းတို့နှစ်ယောက်စလုံးဘယ်ကိုပြောက်နေတာလဲကွယ်ဘာလိုက်ရှာလိုက်ရတာဟုတ်ကဲ့ပါကျွန်တော်လည်းမိလေးခင်ကိုခေါ်ပြီးလေထံကုန်းကိုပြန်လာတော့မလို့ပါအေးကွယ်အဘလည်းကိစ္စတခုရှိလို့မြို့ကိုခီးသွားမလို့အဲ့ဒါမင်းတို့ကိုလာပြီးအကြောင်းကြားတာမုံချမ်းအေးကအဘစာမရှိတော့မိလေးခင်ကိုဂယုစိုက်ပေးပါကွယ်နော်ဘာစံခီးသွားမလို့အေးဘာလဲတခါမှခီးမသွားဘူးပဲခုမှဘာသွားလို့မှလဲလို့အကြောင်းကလေးရှိလို့ပေါ့သမီးရဲ့လာကြနေဝင်တော့မယ်ຢာတဲ့ကိုပြန်ညပါစို့မိလေးခင်လူမျိုးပြေးလိုက်နေရလားမိလေးခင်ဟဲ့တော်ကောင်းမလေးကိုမလုပ်တဲ့နဲ့လိုက်မိလေးကိုလိုက်ပါနေကြပြီအကောမိလေးခင်အကိုလာပြီဟဲ့ထုံးပေါ့ဟဲ့ဟိုအတီးသားဘယ်လူလဲစောင့်တယ်ကွာဒီကောင်မသိသေးဘူးဒီကောင်ကိုအမိဖမ်းကြိုက်လိုက်တော့အမိဖမ်းပါမိလေးခင်ဟဲ့ကောင်တန်းတယ်မပြင်းနဲ့တော့မင်းတို့လက်ကပြင်းမပါဘူးကွာခင်ဗျားတို့အေးလေပါတယ်မင်းမမှတ်မိတော့ဘူးလားမင်းရဲ့မဟာချစ်တော်ကြီးထုံးပေါ်နဲ့တာတွန်းလေကွာမသိဘူးခင်ဗျားတို့လူဆိုးတွေကျွန်တော်မသိဘူးမင်းကခုမှမသိချင်အောင်ဆောင်လို့ကြောက်တော့မလုံးနဲ့ကြောက်တော့လုံးမနေတော့မှဟဲ့အောင်ခေါ်ဒီကောင်းကိုရိုက်ပြီးစကားကိုခေါ်တဲ့အဲ့ကောင်တို့လုံငန်းထက်လို့မယ်တော်ရဲကိုဝင်ပြေးသွားတဲ့ပုံမလေးကိုတော့လွတ်လိုက်ပါတော့ကွာဟဲ့ကောင်မင်းတို့နဲ့အေးစစ်စစ်လိုက်မလိုက်ဘူးဒါပဲပြောမလိုက်ဘူးခင်ဗျားတို့ကိုကြုံမသိဘူးမလိုက်ရင်ရိုက်တယ်ကွာကဲတယောက်တည်းပြစ်ထားခဲ့ပြီလားကိုကြီးမိလေးခင်အချင်းကြရင်ဒီလိုပဲဖြစ်အောင်မိလေးခင်ပြောခဲ့ဘူးပါလားမိလေးခင်ရဲ့ဘဝဒီကြောင်တန်းနဲ့ဒီထံကုန်းမှာကိုကြီးမိလေးခင်ရဲ့ဘဝသလုံးပဲအကူစိမ့်နေပြီအကူပြန်လာတဲ့သူဟိုဒီနေဟာလေးရနေမိလေးခင်စောင်းနေပါမယ်အကူရဲ့မိလေးခင်စောင်းနေပါမယ်မိလေးခင်သမီးဘာသာနုံမှာဘယ်သူတွေလဲဟောမှာငါသမီးရဲ့အမေတို့သမီးစီကိုလိုက်လာကြပြီလေရှင်အမေသမီးလေးရဲ့အဖေနဲ့မသိလို့ပြန်တွေ့ရပါလားသမီးလေးရဲ့ဘာသာဘာဘသူလဲအိုးမိလေးကသူတို့မသိဘူးဖြစ်ပါဖြစ်ရလေညခဲ့ရဲ့ဖြစ်ပါဖြစ်ရလေအမေကတော့သမီးလေးမမှန်းမိတော့ဘူးလားအမေကမမှန်းမိတော့လားသမီးလေးရဲ့ကျမနာမည်မြတ်ခဲ့မဟုတ်ဘူးရှင်မိလေးခင်မအိုးကျမမအမေမရှိဘူးအမေမရှိဘူးလေမလေးဖြစ်ပါဖြစ်ရလေသမီးရဲ့သူ့ကိုသူမိလေးခင်အမေညခဲ့တတိထားပါအောင်သမီးလေးတတိထားကြပါအောင်မှတ်ထားခင်မြတ်ခင်ဟာသူ့ကိုယ်သူမိလေးခင်လို့အထင်ရှိနေတဲ့စိတ်ဒသဝေဒနာရှင်ဖြစ်နေတော့ဘယ်လိုရှင်းပြမှလဲရမှာမဟုတ်ဘူးဟုတ်ပါတယ်ဒေါ်ထားခင်
အဖဆန်ပြောတာတွေအားလုံးမှန်ပါတယ်မမြတ်ခဲ့ပျောက်သွားတဲ့လူပျောက်ကြော်ညာကြောင့်အဖဆန်ဟာကျွန်တော်တို့ရဲ့ရဲစခန်းကိုအကြောင်းကြားလို့ကျွန်တော်တို့ကတဆင့်ဒေါ်ထခင်သမီးကိုပြန်တွေ့ရပြီပဲမမြတ်ခက်ကိုအင်ကိုပြန်ခေါ်သွားပြီးသူ့ယောဂါကိုဆရာဝန်နဲ့စစ်ဆေးကုသရုံမရှိတော့တာပေါ့ဗျာဟုတ်ပါတယ်စကမ်းမှုကြီးရဲ့ဟုတ်ပါတယ်သမီးကိုပြန်တွေ့ရတာပဲဝမ်းသာလှပါပြီရှင်ဟုတ်ကဲ့ကဲသမီးလေးမြတ်ခဲ့အမေတို့နဲ့အတူအိမ်ပြန်ကြရအောင်ကွယ်ရောသမီးမလိုက်ဘူးသမီးလေးကျမမြတ်ခဲ့မဟုတ်ဘူးရှင်မိလေးခင်အိုးဟိုဒီနေရာနေဘယ်မှမတော်ဘာသာမိလေးခင်ကိုကြည့်ပါအောင်ဘာသာရဲ့မလိုက်သွားပြရစီနဲ့မလိုက်လို့မဖြစ်ဘူးသမီးရဲ့မလိုက်လို့မဖြစ်ဘူးသမီးဘဝဘာမှမသိတဲ့အချိန်ကာလမျိုးပါသမီးအမေနဲ့လိုက်တာသွားပါကွယ်ကဲဒေါ်ထခင်ရှင်မမြတ်ခက်ကိုဒီတိုင်းပြောပြီးချော့ခေါ်လို့တော့လိုက်မှာမဟုတ်ကျွန်တော်တို့တိုင်ပင်ထားသလိုပဲမေ့စေးပြီးခေါ်ရမှာပဲဗျဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါသမီးလေးအိမ်ကိုပြန်ရောက်ရတော့ပါပြီရှင်တော့ကဲမမြတ်ခက်တိတ်ပါတော့ဗျာတိတ်ပါတော့ရော့ဟောဒီလက်ကင်မွာလေးနဲ့ရေးရီတုတ်လိုက်ပါရော့ပါယူပါရော့တုတ်လိုက်လေတုတ်လိုက်ကန်စိတ်တော့မကောင်းစရာပဲဗတ်ဆိုင်စိတ်တစဝေဒနာရှင်မှုခုလိုမေ့စေးပြီးခေါ်သွားရမှာပါကျွန်တော်တို့မှာကလည်းတာဝန်ကအများသားပြီးတော့ဒီနေ့တစ်ဝိုက်မှာတောင်းညံ့နေတဲ့လူဆိုးပြန်ပေးကိုင်းကိုလည်းနှင်းရအောင်မယ်ဗတ်ဆိုင်အေးကွယ်အေးတိုင်းပြည်ရဲ့စူးညုံခလုတ်တွေကိုလည်းရှင်းနေကြပါစေလို့အဖဆူတောင်းလိုက်ပါတယ်ကွယ်မောင်ဝင်းလင်တော့ရောက်လာပြီဟုတ်ကဲ့ကြီးခင်ဒါနဲ့မမြတ်ခဲ့ယောဂာနဲ့ပတ်သက်လို့ကုသဖို့ကျွန်တော်လည်းအပြေးလွှားဆောင်ရွက်နေရတာပါအေးကွယ်အဲ့ဒီအကြောင်းသိချင်လို့လေမောင်ဝင်းလင်ကိုမျှောနေတာပဲမောင်ဝင်းလင်ကဆရာဝန်ဆိုတော့ကြီးခင်အားကိုးပါတယ်ကွယ်အားကိုးပါတယ်မမြတ်ခဲ့ယောဂာကုဖို့နဲ့ပတ်သက်လို့တော့ရန်ကုန်မှာရှိတဲ့ကျွန်တော်တငယ်ချင်းစိတ်တစကူဆရာဝန်တွေနဲ့တိုင်ပင်ပြီးပါပြီမမြတ်ခက်ကိုသာကျွန်တော်တို့ရန်ကုန်ကိုခေါ်ရမယ်ကြီးခင်ရဲ့ဟုတ်ကွယ်ဘာပဲဖြစ်ဖြစ်သမီးယောဂပျောက်မဲ့တာဆိုရင်ကုန်ညင်သားကုန်စမ်းပါလေဘယ်ကိုပဲတော့ရကြီးခင်တို့လိုက်ပါလားဟုတ်ဒါပေမဲ့မောင်ဝင်းကဥဆောင်မှဖြစ်မှာနော်စိတ်ချပါကြီးခင်ရဲ့ကျွန်တော်မိတ်ဆွေဆရာဝန်ကလည်းအထူးဂရုစိုက်ကုပေးမှာပါယောဂဖြစ်ရနဲ့ဖြစ်ကြောင်းမို့တော့ကျွန်တော်လည်းပြောပြခဲ့ပြီးပါပြီရန်ကုန်ကြမှာကိုယ်တိုင်စစ်ဆေးပြီးကုမှာရတယ်အေးကွယ်ဒီနေ့မှလဲသမီးယောဂါကိုကောင်းတယ်ထင်တဲ့ဆရာဝန်တွေနဲ့ကုခဲ့တာလေအချိန်ကုန်လူပန်းဘာမှမထူးခဲ့ပါဘူးမင်းပြောသလိုရန်ကုန်ကသာအမြန်သွားမှဖြစ်မှာပဲဟေးအမြန်သွားမှကဲကိုတန်းစင်ကျွန်တော်ပြောတဲ့မမြတ်ခဲ့ဆိုတာသူပါပဲဟင်အကူကဒီကိုရောက်နေတယ်ရစ်စစ်လိုက်တာအကူရဲ့မိလေးခင်ကိုပြစ်ပြီးဘာကြောင့်ဒီကိုထွက်ပြေးရတာလဲအကူကြည်စမ်းသူကဆရာဝန်ကြီးဖြစ်လို့ပေါ့လေမမြတ်ခက်ကကျွန်တော်ကိုသိနေလို့လားဘယ်လိုပြောလိုက်တာလဲကိုကြီးမိလေးခင်မမြတ်ခင်မဟုတ်ပါဘူးအကူကသူတို့တွေနဲ့ပေါင်းပြီးမိလေးခင်ကိုနှိမ့်ဆက်အောင်လို့လားယင်ပါလေဆရာဝန်ကြီးဖြစ်နေလို့မိလေးခင်ကိုမိသွားပြီပေါ့လေဒီချန်ကုန်နဲ့မိလေးခင်တောင်းတမ်းဖို့ဖယားမမခွေးပါဘူးလို့သစ္စာဆိုခဲ့တဲ့ကိုချမ်းအေးမိလေးခင်ကိုမေးလို့ရမှာလေဟင်ဟုတ်မှာပေါ့လေမမြတ်ခဲ့ရဲ့ဒီမှာကိုတန်းစင်ဗျာမမြတ်ခဲ့ရဲ့ဝေဒနာဖြစ်ရတဲ့အကြောင်းရင်းလို့ဟုတ်ကဲ့ဒီလေးခင်းဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကိုတန်းစင်ကိုကျွန်တော်ပြောခဲ့ပြီးပါပြီမမြတ်ခဲ့ယောဂါကိုကိုတန်းစင်သဘောကျတယ်လို့စိတ်ကြည်နှောင်ကုပါဟုတ်ကဲ့ကိုမင်းလွင်ယောဂါစည်းမြင့်အဖြစ်အပျက်ကိုကျွန်တော်အားလုံးသိပြီးပါပြီ
ထူးခြားတာကကျွန်တော်ကိုချမ်းအေးဆိုတဲ့သူတယောက်အဖြစ်နဲ့သိနေတယ်ဆိုတာကျွန်တော်အတွက်အခွင့်ကောင်းတစ်ခုယူပြီးသူ့ကိုယောဂစစ်ဆေးရမှာပဲဟုတ်ကဲ့ပါဒေါက်တာဟုတ်ကဲ့ပါသမီးလေးယောဂမြန်မြန်ပြောက်ရင်ပြီးတာပါသဘောကျတယ်လို့သာကုပါဒေါက်တာရေကောင်းပါပြီတော်စိတ်ဒဇနဲ့ပတ်သက်လို့စိတ်ပိုင်းဆိုင်ရာပြဿနာကိုအားနည်းချက်အပေါ်မှာလူနာကိုစိတ်ပိုင်းဆိုင်ရာနဲ့ပြုပြင်ရတဲ့နည်းမျိုးတွေရှိပါတယ်မမြတ်ခဲ့ယောဂတက်တာတဲ့အထိကျွန်တော်ကြိုးစားပါမယ်ကဲမမြတ်ခဲ့ကျွန်တော်ဟာကိုချမ်းအေးဟုတ်တယ်မဟုတ်ဘူးဆိုတာစဉ်းစားပြောပါနော်ဒီမှာကိုမိလေးခင်နဲ့အကူဟာဘလို့မှမိမရနိုင်တဲ့ဘဝတွေပါမိလေးခင်တောင်တန်းသက်သေးရှိတယ်လို့လေထံကုန်းကပြောပြနိုင်ပါလိမ့်မယ်ကိုဒီမင်းကလေးပြောနေတဲ့လေထံကုန်းရဲ့မိလေးခင်တောင်တန်းရဲ့တကယ်ရောရှိရဲ့လားသူ့ချစ်သူကိုချမ်းအေးဆိုတာရှိခဲ့မှုတွေနဲ့တူတယ်ငါကလည်းချမ်းအေးလို့မြင်မြင်နဲ့စွတ်စွဲနေပါလားဝေဒနာရှင်တို့ရဲ့ဖောက်ပြန်မှုလားတကယ်ကြုံခဲ့ရလို့ပြောနေတာများလားဒီမှာကိုမိလေးခင်ကိုဒီလိုစိတ်ငားတဲ့အချစ်မျိုးနဲ့ကြည့်မနေပါနဲ့အဖဆန်အမှန်ပြောလိုက်အကိုညင်းလို့မရပါဘူးဒါပေမဲ့လေမသိကြအောင်မေ့ကြအောင်ဆောင်တော့လေမိလေးခင်ရဲ့ဘဝဆိုးရတော့ပေါ့ကိုရဲ့မမြတ်ခဲ့ဒီလိုအတွေးမျိုးလေးတွေဝင်ပြီးငိုနေမဲ့အစားအခုလိုဒီကိုရောက်တော့ပြောပါပါနေပါလားမမြတ်ခဲ့ရဲ့ဟုတ်သားပဲသမီးရဲ့မငိုပါနဲ့တော့နော်ဟောဒီဒေါက်တာကသမီးကိုဆေးကုပေးမှာသမီးရဲ့အိုးမလို့ကိုချမ်းရဲ့မိလေးခင်ကိုဆေးကုစရာကိုမလို့သူကိုသူပြန်ကုလို့မိလေးခင်ကိုမှတ်မိရင်မိလေးခင်ကျင်းနေပါပြီကဲမမြတ်ခဲ့ကြီးမမြတ်ခဲ့ပြောတာနဲ့ဆေးပြန်ကုရမလို့တောင်ဖြစ်နေပြီကဲတော်မမြတ်ခဲ့ယောဂကိုဆေးမှတ်တမ်းတွေလုပ်ပြီးကျွန်တော်စီစဉ်ပါမယ်အေးပါကိုကဲကိုမင်းလွင်ဟုတ်ကဲ့အသေးစိတ်ကိုဖြည်းဖြည်းမှတိုင်ပင်ကြတာပေါ့ဗျာဟုတ်ကဲ့ကိုသားစင်ဒါဖြင့်ကျွန်တော်တို့ခွင့်ပြုပါအောင်ဗျာအိုးမပြန်ဘူးမလေးခင်မပြန်ဘူးအကိုနဲ့တူတူနေမယ်ကဲပါသမီးရဲ့ဒေါက်တာနဲ့အမြဲတွေ့နေရမယ်ဥစ္စာမမေတို့နဲ့ခဏပြန်လိုက်ခဲ့ပါဦးသမီးလေးရဲ့နော်သမီးလေးခဏပြန်လိုက်ခဲ့အောင်မမြတ်ခဲ့အကိုမိလေးခင်ကိုစိတ်ငါပြီမမြတ်ခဲလို့မခေါ်ချင်းစမ်းပါနဲ့ကိုကြီးခဲ့ပါလေမြတ်ခဲ့ဘာကြောင့်ငိုးနေတာလဲဟောဒီလူစိတ်ငါကြီးကိုချမ်းအေးကိုမုန်းလို့မိလေးခင်ငိုးနေတာပေါ့မမြတ်ခဲ့သတိထားပါကျွန်တော်ကိုတည်တည်ချာချာကြည့်စမ်းကျွန်တော်ဘယ်သူလဲကျွန်တော်ဟာဒေါက်တာတန့်စင်မမြတ်ခက်ကိုဆေးကုပေးနေတဲ့ဒေါက်တာတန့်စင်ရော့ဟောဒီဆေးလေးကိုမမြတ်ခက်တောက်လိုက်ပါရော့တောက်လိုက်လေတောက်ချလိုက်ဟုတ်ပြီရှင်ဟုတ်ကဲ့ဟုတ်ပြီမမြတ်ခက်မျက်လုံးလေးတွေမှေးလာပြီမမြတ်ခက်အိတ်ချင်လာပြီမမြတ်ခက်လုံးဝတတိမရတော့ဘူးကျွန်တော်မိတ်ပေးနေတယ်ကျွန်တော်စကားကိုနားထောင်ရမယ်ဟုတ်ကဲ့ဆရာမမြတ်ခက်မိလေးခင်မဟုတ်ဘူးဆရာပြောတာကြားရဲ့လားရှင်ကြားပါတယ်မမြတ်ခဲ့ဟာကျောင်းဆရာမလေးတပည့်တွေသိချစ်တဲ့ဆရာမလေးပြောရမှတ်ရမယ်ဟုတ်ကဲ့
မမီပါတယ်ဒါဖြင့်မမြတ်ခဲ့ဟာဘာလဲကျောင်းဆရာမလေးပါဟုတ်ပြီကျောင်းဆရာမလေးမမြတ်ခဲ့ကျောင်းစာပေဟောပြောပွဲတစ်ခုစင်မြင့်ပေါ်မှာစကားပြောနေတယ်မှတ်မိရဲ့လားမမြတ်ခဲ့ဟုတ်ကဲ့မမီပါတယ်ကဲဒါဖြင့်မမြတ်ခဲ့စင်မြင့်ပေါ်မှာဟောပြောနေတာတွေပြန်ပြောစမ်းဟုတ်ကဲ့ပြောပါမယ်ကျမဟာကျောင်းဆရာမလေးမမြတ်ခဲ့ပါကျောင်းစာပေနှီးနှောဖလှယ်ပွဲတစ်ခုမှာကျမသိမျက်နှာဆွဲလန်းခဲ့တဲ့မိလေးခင်တောင်တန်းရဲ့မိလေးခင်ဖြစ်ကလေးကိုကျမပြောနေပါတယ်မိလေးခင်ကိုကျမချစ်တယ်တနာတယ်သူ့ဘဝကိုအားကြပြီမျက်နှာတွေချစ်သူကြည့်လို့သူ့ဘဝဝင်နေရတယ်ကျေးဇူးသူမလေးမိလေးခင်မမြတ်ခဲ့ရှင်မမြတ်ခဲ့ဘယ်ရောက်နေသလဲကျမဘယ်ကိုရောက်နေလဲကျမကျောင်းစာပေနှီးနှောပွဲမှာစကားပြောနေတယ်လေခုကျမဘာမှနားမလည်တော့ဘူးမှန်ပါတယ်မပြတ်ခဲ့အကျိုးအကြောင်းအားလုံးကိုကျွန်တော်ရှင်းပြပါမယ်ဟဲ့သမီးမြတ်ခဲ့သမီးလေးနေကောင်းရဲ့လားယင်သမီးဘာဖြစ်လို့လဲသမီးဒီဆေးရုံကိုဘာကြောင့်ရောက်လာတာလဲကိုသားစင်ဟုတ်ကဲ့မမြတ်ခဲ့တော့ပုံမှန်တိုင်းပြန်ဖြစ်သွားပါပြီရှင်းပြဖို့ကတော့ခမည်းတာဝန်ပဲဗျာဒီလိုပါမိလေးမမြတ်ခဲ့ကျောင်းစာပေဟောပြောပွဲမှာမိလေးခင်တောင်တန်းကမိလေးခင်တို့ဖြစ်ကြောင်းလေးကိုစိတ်ဝင်စားစွာပြောပြနေရင်ငယ်ငယ်လေးကမိလေးခင်ဘဝကိုသနာရာကအစွဲလန်းကြည့်ပြီးမိလေးခင်အဖြစ်ခံစားနေရင်ကစိတ်ဝေဒနာဆွဲခဲ့လို့အိမ်ကထွက်သွားပြီးတကယ်ပဲမိလေးခင်တောင်တန်းကိုရောက်သွားခဲ့ပါတယ်ဒီယောဂလက္ခဏာမျိုးဟာလူတကူထဲမှာဆန္ဒနှစ်ခုဖြစ်ပေါ်နေရကတိုက်တွန်းစစ်ဆုံမှုဖြစ်လာရကမမြတ်ခက်ကနေသူဆွဲလန်းနေတဲ့မိလေးခင်ဆိုတဲ့သူတူအဖြစ်ကိုခံယူလိုက်ခြင်းဖြစ်တာပါအဒီဝေဒနာရှင်မျိုးဟာတရက်သို့မဟုတ်တလဒါမှမဟုတ်တစ်နှစ်ဆိုတဲ့အတိုင်းအတာအတွင်းမှာအလိုအလျောက်သိစိတ်ပြန်ရနိုင်လို့ခုလိုဆရာဝန်နဲ့စနစ်တကျကုသရင်လဲပုံမှန်အသိစိတ်ပြန်ဝင်လာနိုင်ပါတယ်ဟုတ်ကဲ့ကဲမမြတ်ခဲ့ရှင်နေကောင်းသွားပါပြီကျမမသိစိတ်နဲ့ဘဝတစ်ခုရောက်သွားခဲ့ဘူးတာကိုခုလိုကျမကျမ်းမာလောင်ကုသပြီးတဲ့ဆရာကိုဒီတစ်သက်ကျေးဇူးမမေ့ပါဘူးရှင်ဟုတ်ကဲ့ဝမ်းသာပါတယ်မမြတ်ခဲ့ရဲ့ဒါပေမဲ့မိလေးခင်တောင်တန်းလေးထံကုန်းကကုချမ်းဤနဲ့မိလေးခင်တို့ရဲ့ဖြစ်ရဟာပုံပြင်ဆိုရင်တော့မယုံတဲ့သူရှိရင်ရှိနေဦးမှာပါရှင်ကဲကိုသားစင်မမြတ်ခဲ့ကျမ်းမာတော့ကျွန်တော်တို့ဖះတွေလျှောက်ဖူးခြင်းနဲ့ဗျာဆရာမြတ်ခဲ့တို့စီလာပြည့်အောင်လာခဲ့ပါလို့မြတ်ခဲ့ဖိတ်ခေါ်ပြရစီငါတော့မင်းပြောတော့ကိုကြားရပြီးသိသဘောကျသွားပြီတန့်စင်သိသဘောကျသွားပြီမင်းကူလိုက်တဲ့စိတ်ဝင်စားတဲ့ကောင်မလေးကလည်းကပောက်ကရှာပြောသွားတာကိုမင်းကပါဆွဲလန်းနေတော့မင်းမဲ့ယူဖို့ရှိတော့တယ်တန့်စင်မင်းမဲ့ယူဖို့ရှိတယ်ဟေးဟုတ်တယ်တောင်းနိုင်ဟုတ်တယ်မင်းပြောရင်လည်းငါခံရမှာပဲမိလေးခင်ဝေဒနာရှင်မလေးဘဝနဲ့ငါ့ကိုသူ့ချစ်သူကိုချမ်းအေးပါလို့
ပြောတာရဲ့ဟိုမိလေးခင်တောင်တန်းကလေထံကုန်းမှာရှိတဲ့အဘဆန်ဆိုတာရဲ့ဒါတွေကြားရတော့ငါရင်ထဲမှာတစ်မျိုးပဲကွာအိမ်မက်လူခံစားနေရတယ်ဟိုပြီးတော့မိုးလေရွာပြီးမိုးချင်းတန်နေကြားတော့သူကငါရင်ဝင်နဲ့ဝင်ပြီးဟိုတော့ကအကြောင်းတွေပါလို့ပြောခဲ့တော့ငါပိုပြီးခံစားရတယ်ကွာအေးကောင်မလေးပြောသွားတယ်မိလေးခင်တောင်တန်းရဲ့လေထံကုန်းရဲ့ကတော့တရုံပင်းလေးဘက်မှာတကယ်ရှိတယ်ကွာအေးဒါပေမဲ့အပဆန်ဆိုတာကတော့ဟုတ်ရှင်မလားဟုတ်မှာပါကွာဒါဖြင့်ငါမေးပဲကွာမင်းနဲ့ငါမော်လမြိုင်ကပြန်လာတော့ကလမ်းမှာဟိုဓမြတိုက်ခံရပြီးငါ့ကိုပြန်ပြေးဆွဲခံရတာဟိုလူဆိုးတွေကိုငါကခုခံလို့ငါ့ကိုရိုက်လိုက်တဲ့အချိန်ကစပြီးငါဘာမှမသိရတော့ဘူးကွာပြီးတော့ငါဘာဖြစ်သွားလဲလူဆိုးတွေရိုက်ပြီးတဲ့နောက်ပိုင်းမှာမင်းဘာမှမသိရတော့အမှန်ပဲနော်အေးလေအေးမင်းကိုတတိသားဆံဝင်မှန်သိလို့တော်ရိုက်ပြန်ပြီးဆွဲခေါ်သွားတာတော့ငါသိတယ်ရဲတွေနဲ့ငါကိုယ်တိုင်လမ်းပြပြီးလူဆိုးစကန်းကိုဝင်စီးပြီးမင်းကိုကယ်ခဲ့တာရဲ့ဖမ်းသွားတဲ့အချိန်နဲ့မင်းပြန်လွတ်လာတဲ့အချိန်ဟာတလာခွဲနီးပါးကြာတယ်ဒီတော့တွင်မင်းဘာဖြစ်ခဲ့ရဆိုတာငါမသိဘူးအေးဟုတ်ပြီဒီကွင်းဆက်ကိုငါစဉ်းစားလို့ရပြီငါမလွတ်ခင်တနေ့မှလူဆိုးတွေကငါ့ကိုဒုတိယအကြိမ်တောထဲမှာရိုက်ပြီးပြန်ဖမ်းခေါ်သွားတာငါမှတ်မိတယ်ပြန်ပြီးဆွဲခံခဲ့ရတဲ့အချိန်ရဲ့လွတ်လာတဲ့အချိန်ရဲ့ရက်အတော်ကြာအတွင်းမှာငါသူတို့လက်ကထွက်ပြေးခဲ့တာဟုတ်သွားပြီဒါဖြင့်ဘယ်ရောက်ခဲ့တယ်လဲမိလေးခင်တောင်ရဲ့လေထံကုန်းရဲ့အဘဆန်ဆိုတဲ့လူတယောက်စီရဲ့ငါမသိရတဲ့ဘဝတစ်ခုနဲ့ရောက်ခဲ့တယ်ဆိုရင်စိတ်တစားဝေဒနာရှင်မလေးမိလေးခင်တွေ့ခဲ့ရတယ်ဆိုတာဖြစ်နေမလားတော့မသိဘူးအေးချမ်းအေးဆိုတာဘာလို့လဲကဲတန့်စင်မင်းတွေ့ကမှန်တာမမှန်တာတဲ့အဘဆန်ဆိုတာရှိရင်ရှင်းသွားမှာပေါ့ကွာအေးမင်းကငါတော့တော်တော်လေးစိတ်ဝင်စားလာပြီအေးဒီအကြောင်းကိုငါသိကျင်တယ်ကွာစုံစမ်းမယ်သွားမယ်ဘာကြောင့်လဲဆိုရင်ချမ်းအေးနဲ့မလေးခင်ဟာချစ်ခဲ့ဘူးရင်ငါနဲ့မမြတ်ခဲ့ဟာဘဝတစ်ခုကချစ်သူတွေပေါ့အေးမိလေးခင်တောင်တန်းရဲ့လေထံကုန်းရဲ့အဖဆန်ရဲ့ချမ်းအေးစိတ်တရဝင်လာရှင်မလေးမိလေးခင်ရဲ့ဒီဇန်လန်းကိုမင်းဟာမင်းပဲစုံစမ်းပြီးတော့တော်ကြငါပါယူလိမ့်မယ်တန့်စင်ငါပါယူလိမ့်မယ်မိလေးခင်တောင်တန်းကရောက်ပြီဟုတ်ပြီဒါဖြင့်လေထံကုန်းဘယ်မှာလဲလေထံကုန်းဟာတွေ့ပြီလေထံကုန်းကငါရောက်ပြီသွားမယ်အဲ့ဒီကငါသွားမယ်ပြုတ်အရှင်တို့ဟမ်မင်းမောင်ချိုင်မင်းပြန်လာပြီကိုကွယ်ဗျာကျွန်တော်ချမ်းအေးဟုတ်လားအေးဟိုဒါဖြင့်အဘဆန်ဆူလာလားမင်းဘာဖြစ်တာလဲမောင်ချိုင်အရင်နဲ့မတူတွင်းတမွန်းနဲ့အဘတို့အပေါ်မှာမင်းဘဝမေ့နေတာလားကွယ်မဟုတ်ဘူးပါကျွန်တော်ချမ်းအေးလားဒါဖြင့်မြတ်ခဲ့ပြောတဲ့စကားတွေအလုံးမှန်ပြီအဘဆန်ကျွန်တော်ဘဝကျွန်တော်အကြောင်းမကောင်းခဲ့တာတွေကျွန်တော်ရှင်းပြပါမယ်အေးမိလေးခင်တစ်ဖြစ်လဲမြတ်ခဲ့တယောက်တော့ဘဝမှန်ကိုပြန်ရောက်လို့ဘယ်သူမှသိနိုင်တော့မှမဟုတ်တော့ဘူးဗျာရဲ့မင်း
ဘာတွေပြောနေတာလဲမောင်ချမ်းကြီးမိလေးခင်နေကောင်းသွားပြီလို့မပြောနေတာလားဝင်းသားစရာပေါ့ကွယ်ဝင်းသားစရာပေါ့အေးဒါပေမဲ့ဝင်းနေရမှာကနင်းရဲ့အဘဆိုင်ရဲ့ပေါ့ဟုတ်ပါတယ်အဘဆိုင်ရဲ့ဟိုတုန်းကဘဝလေးတွေကျွန်တော်တို့အားလုံးမှတ်မိကြအောင်မယ်ဆိုရင်တော့ကျွန်တော်လဲဝမ်းသာခြင်းပါတယ်ကဲဒါဖြင့်မြတ်ခဲ့တို့စီတို့သွားကြမယ်ဟုတ်ကဲ့ကိုကြတော့ဝင်းသားရမလားဝင်းနေရမလားဆိုတာကိုလက်တွေ့ခံစားကြစို့ကွာနော်ဟုတ်ကဲ့ဗျအေးဟိုမြတ်ခဲ့ဟာကျွန်တော်လူနာအဖြစ်နဲ့ရောက်လာခဲ့ရလို့ကျွန်တော်မသိတဲ့ဘဝအစိတ်ပိုင်းတစ်ခုပြန်ပြီးခံစားနေရတာပါမိလေးခင်တောင်တန်းရဲ့လီထန်ကုန်းရဲ့အဘဆန်ရဲ့ချမ်းအေးမိလေးခင်အဘဆန်နဲ့ဆရာပါလားလာတို့မင်းတို့အိမ်ကိုတက်လာလေကြတာကွယ်ဝမ်းတာလိုက်တာအဘဆန်ရေဝမ်းတာလိုက်တာဟိုဒါနဲ့အဘဆန်နဲ့ဆရာကဘယ်တော့ကတိနေကြလို့မထားခင်သိအဟောနေသလားကဲသမီးမမြတ်ခဲ့ခေါ်ဘယ်သွားလဲအားရှိပါတယ်မြတ်ခဲ့နေကောင်းနေပြီကြားလို့လာခဲ့တာဟေးဟောဒီမောင်ချမ်းမောင်တန်းစင်ကအကျိုးချောင်းပြောပြလို့အားလုံးသိပြီးပါပြီပဲဟုတ်ကဲ့တော့အဘဆန်ကိုမမြတ်ခဲ့ကြမ်းမာလာတဲ့အထိဆေးကုခဲ့ရတဲ့အကြောင်းတွေကိုပြောလိုက်လို့ဝမ်းသာပြီးလာကြတာဒါနဲ့မမြတ်ခဲ့အေးမောင်မင်းလွင်တဲ့သမီးတို့အပြစ်ခဏသွားကြတယ်လေအော်ဟုတ်ဒါနဲ့ရောက်မဆိုင်ပြောရအောင်မယ်ဟုတ်ကဲ့သမီးကိုလေမောင်မင်းလွင်နဲ့နေရာချထားပြီးတော့မလို့ဗျာအော်အေးဟိုမင်းလွင်ကလည်းတော်ပါတယ်တော်ရဲ့ဟာငါသမီးမြတ်ခဲ့အိမ်အောင်ပြုတော်မလို့ကိုဘာဖြစ်လို့လဲအဘဆိုင်ဘာမှမဖြစ်ပါဘူးကွာကျမ်းမာစမို့ဟောသမီးတို့တော့ပြန်လာကြပြီဟဲ့သမီးရှင်းမမီဟောဒီမှာသမီးရဲ့ကျေးဇူးရှင်2ယောက်ရောက်လာကြတယ်ဟင်ဆရာမြတ်ကတူစီလားလေတယ်နော်ဝင်တာလိုက်တာဆရာကြီးဟုတ်တယ်မမြတ်ခဲ့မိလေးခင်တောင်တန်းရဲ့ဒီထန်ကုန်းကအဘဆန်စီသွားပြီးဒီကိုအတူတူလာခဲ့ကြတာပါရှင်အဘဆန်အေးငါသမီးကျမ်းမာနေမှာကိုအဘဆန်ကိုမှတ်မိတာမမှတ်မိတာတဲ့ငါသမီးကိုအခုလိုမြင်ရတာအဘဆန်ဝင်းထားပါတယ်ကွယ်ဟဲ့သမီးရှင်းမမီသမီးကိုပြောခဲ့ဘူးတဲ့အဘဆန်ဆိုတာလေရှင်ဟုတ်ကဲ့ဘဆန်မြတ်ခေရဲ့ဘဝကိုစောင့်ရှောက်ခဲ့တဲ့ဘဆန်ကိုမြတ်ခေကြော့ပါတယ်ဗျရင်အေးတာဓုကွယ်တာဓုဟာကိုတန်းစင်ဘယ်ကမျက်စိလဲပြီးရောက်လာတာလဲဗျဟင်တမင်တက်ရောက်လာတာပါကိုမင်းလွင်ရဲ့အေးခမရရောက်လာတဲ့နဲ့တော်ပဲဗျမမြတ်ခက်နဲ့ကျွန်တော်လူကြီးချင်းစိစပ်ပြီးပြီလေခကြီးရောက်မဆိုင်ခုလိုသိရတာဝမ်းသာစွာနဲ့ဂုဏ်ယူပါတယ်ကိုမင်းလွင်ရဲ့ဆရာမြတ်ခေတို့စီမှာပြောသလိုနေပြီးမှပြန်မှနော်အဘဆန်နဲ့ဆရာကိုမြတ်ခေကျေးဇူးဆက်ပြစီအောင်မမြတ်ခေရဲ့ဆန္ဒကိုအဘဆန်နဲ့ကျွန်တော်လက်ခံပါတယ်ဟုတ်လားဘဆန်အေးပေါ့ကွယ်အခါကတန်ရိုးစင်သမားလေးမိလေးခေလွန်တောင်းနှံကအချစ်တခင်မလေးမိလေးခေမောတညာလွန်တညာရဲ့မြတ်တာဇလန်ဒီကစတွင်မြို့သားအရှင်နဲ့ဒီတော်သူမလေးဖြစ်မြတ်တာကြီးမသူကမိလေးခင်ငါမှုခဲ့ရ၏အစဉ်လွတ်တန်ရာမရှိရင်တော့လေ
ကိုပြစ်ကိုဝင်တရားရှင်မလေးမီလေးခင်ဒါဆရာစူတင်ရဲ့တချင်းရမင်းဒီတချင်းရမင်းဆရာဘာလို့စူးနေပါလဲပြီးတော့ဒီတချင်းဟာငါရဲ့ရင်လေးမှာနားကြောင်ခံစားရတယ်ငါသိခဲ့ဘူးဒီငါကြားခဲ့ဘူးရှားခဲ့ဘူးဒီမိလေးကရင်ကူဝေးလို့ပြေးပွဲနေရတယ်ဒီတချင်းဟုတ်ပြီငါဒီတချင်းကိုရနေပြီမမြတ်ခဲ့ဟုတ်ပါတယ်ဆရာဒီလိုမိုးတွေရွာတဲ့ညမျိုးမှာလွမ်းတောင်တန်းရှင်မိလေးခင်ရဲ့တချင်းတန်ကိုကြားမိလို့မြတ်ခင်မအိတ်နိုင်မဲဆရာစီကိုလာမိတာပါကျွန်တော်လဲချမ်းအေးနဲ့မိလေးခင်တို့အကြောင်းတွေစဉ်းစားမိလို့ဒီတချင်းကိုဆိုမိတာပါမြတ်ခဲ့ရဲ့ကိုချမ်းအေးဟုတ်လားကိုချမ်းအေးဆိုတာဘယ်သူလဲဆရာအိုးလေးခင်ကတော့ဘဝရည်အများကြီးပါမထူတော့တဲ့အကြောင်းမို့မသိကျင်တဲ့တော့မမြတ်ခဲ့ရဲ့မိလေးခင်တောင်တန်းရဲ့လေထံကိုမိုးတညမှာရောက်လာတဲ့ချမ်းအေးဘဝလဲအလံဝေးခဲ့ပါပြီအေးမောင်ချမ်းအေးနဲ့မိလေးခင်အကြောင်းကိုအပတ်စာကောင်းကောင်းကြီးသိပါတယ်ကွယ်ဒါပေမဲ့မောင်တန့်စင်နဲ့မမြတ်ခဲ့ကိုမပြောကောင်းတော့လို့အပတ်စာလည်းမပြောတော့ပါဘူးဟင်အပတ်စာမအိတ်သေးဘူးလားအပတ်စာလည်းမောင်တန့်စင်တချင်းတန်ကိုကြားမိလို့ထလာခဲ့တာကွယ်ဒီရောက်တော့တို့သုံးယောက်ကခံစားချက်ကိုစီနဲ့ကိုဒါပေါ့ပတ်စာရဲ့ဝေဒနာဟောင်းဆိုတာပြန်မဖော်ကောင်းပြီမဲ့ရင်ထဲကတနေရာမှာခံစားနေရတာပါပဲအော်ဆရာဘာတွေဖြစ်နေတယ်ဆိုတာမြတ်ခဲ့သိရလို့ကူညီနိုင်ရင်ကူညီခြင်းပါတယ်မမြတ်ခဲ့မကူညီနိုင်တော့တဲ့ကျွန်တော်ဘဝမိလေးခင်တောင်တန်းနဲ့လေထံကုန်းမှကုံလုံးဖွင့်ပြောတော့မယ်ဟုတ်ပါတယ်ဆရာရဲ့မိလေးခင်တောင်ရဲ့လေထံကုန်းရဲ့မေတ္တာမှန်နဲ့နေမြေပါခိုကြလို့ရှိရင်မြတ်ခဲ့လဲလွမ်းနေရပါတယ်ဆိုတဲ့အကြောင်းပြောပြပါဆရာရဲ့နော်ကောင်းပါပြီမမြတ်ခဲ့ရဲ့မမြတ်ခဲ့တို့ဇနီးမောင်နှံဦးအောင်မင်းအောင်ပေါင်းရပါစီဆရာဆုတောင်းခဲ့ပါတယ်မိလေးခင်ကိုတို့တွေမသိတဲ့ဘဝတစ်ခုနဲ့ဟောဒီနေရာမှာချစ်ခဲ့ကြတယ်တစ္ဆာပြုခဲ့ကြတာလေဟောဒီမိလေးခင်တောင်တန်းရဲ့လွမ်းစီကြီးရဲ့လေထံကုန်းရဲ့တက်တက်ရှိတဲ့မိလေးခင်ကိုတို့ကမိလေးခင်ဘဝကိုငှက်ကလေးတွေကခဏအထိမိလေးခင်လို့ဩနေတယ်လို့ဖြစ်နေရင်မင်းအနားမှာချစ်ရဲ့လို့ဘဝစက်တိုင်းခေါ်နေကြတယ်မိလေးခင်ရဲ့ကျင်းစာမသိမ့်ခဲ့ပြီမဲ့အိမ်ပြန်ရတော့မဲ့ကိုဘဝလွမ်းတောင်တန်းရှင်မလေးမိလေးခင်ကိုကြောခိုင်းလို့ကိုသွားရတော့မယ်သွားပါတော့မယ်လှုပ်ဆက်ခဲ့ပါလွမ်းတောင်တန်းရှင်မလေးမိလေးခင်ရဲ့ဆရာအကိုချင်းအကိုမမြတ်ခဲ့သူလိုက်လာပြီမိလေးခင်လိုက်လာပြီမိလေးခင်အကိုမြတ်ခဲ့အားလုံးနားလည်ပါပြီကိုရဲ့ပြီးတော့လေသူတို့တွေဆရာနဲ့မြတ်ခဲ့ကိုခွင့်လွှတ်ကြတယ်ဒါကြောင့်မို့လို့လေမြတ်ခဲ့ဆရာရဲ့နောက်ကိုလိုက်လာပြီကိုရဲ့လေးခင်အခုစီပြန်လာပြီလေသူတို့တွေတကယ်ပဲခွင့်လွှတ်ကြပြီလားမမြတ်ခဲ့ရဲ့ချမ်းအေးနဲ့မိလေးခင်ဘဝလေထံကုန်းမှာတကယ်ပဲပြန်ဆုံကြပြီလားမမြတ်ခဲ့ရဲ့
ဆရာဘေကိုပဲပြပြရက်ခဲ့လိုက်မှာပဲအခုချိန်မိလေးခင်ကိုလွမ်းနေဟောဒီမိလေးခင်တောင်းနှမ်းမှာမိလေးခင်လည်းမပြန်တော့ဘူးအကိုနဲ့မြက်ခေဘွားတကယ်ပဲမခွေးတယ်လို့အကိုချိန်နဲ့မိလေးခင်လည်းပြန်ပြီးဆုံကြပြီပေါ့ကိုရဲ့နော်ခုနော်အော်အလွမ်းတန်တရားမရှိခြင်းပါနဲ့တော့လို့လွမ်းတောင်တန်းရှင်မိလေးခင်ကိုတိုင်တေကြစုလားအချစ်ရဲ့ဘယ်အနုတ္တပညာပေးတာကျွန်တော်ချစ်တဲ့ပြိဿများကိုတင်ဆက်ခဲ့ပါမိလေးခင်တောင်နှမ်းပေါ်ကငှက်ကလေးများတောင်မိလေးခင်ဘဝကိုကျင်နာကြလို့လားမသိမလေးခင်ရဲ့လို့အော်လို့ခေါ်နေကြသေးရင်ကျွန်တော်ဘဝဒိုင်ရီမှတ်တမ်းတွေကမိလေးခင်ကြောင်းလေးကိုနားဆင်မိကြရင်လေရင်မှာခံစားကြရပါဘူးကျွန်တော်ဂီတစာဆိုကိုခမောင်ဝင်းပင်ကိုရေးလက်ရတပုတ်ဖြစ်တဲ့အလွမ်းတန်တရားမရှိခြင်းမနဲ့မိလေးခင်ဒီဇက်လမ်းမှာပြည်သူအဆိုကျော်ဟင်္ဒရထွန်းရင်အကယ်ဒမီတင်နဲ့ပကြီးလေးဝင်းတို့ကအဓိကပါဝင်လှုပ်ရှားတရုပ်ဆောင်ထားကြပြီးကိုခမောင်ဝင်းအမာကအင်အားစုများရဲ့တေးသံရှင်များကတော့မောင်မောင်ချစ်ဦးကံဝင်းထွန်းမောင်မောင်သက်လွင်တင့်နိုင်ဝင်းခိုင်းစပယ်တင်လေးຫນွယ်တို့ပါဝင်လှုပ်ရှားထားကြပြီးဂီတမှုစန်းရတင်မောင်ကြီးနှင့်သူ့အဖွဲ့ဧဝံဥစံနဲ့ဥခင်ဦးတို့ကပါရမီစတူဒီယိုတွင်အတန်ဖမ်းယူပေးထားကြပြီးအမှတ်ကို